လုပ်ငန်းခွင်ထဲမှာ virtual machine တွေ backup တွေ data တွေကနေတိုင်းပိုများလာတယ်။ server တွေထဲမှာ hard disk တွေကလည်းဒီတိုးဖို့အတွက်ကို drive slot တွေကမလောက်တော့ဘူး။ပြီးတော့လို့ရှိရင် data တွေကများလာတော့ performance speed ကမနိုင်တော့လို့နှေးလာတယ်။အဲ့တော့ဝန်ထမ်းတွေကအလုပ်လုပ်ရတာလည်းမမြန်ဆန်တော့ဘူး။အဲ့တော့ဒီပြဿနာတွေဘယ်လိုဖြေရှင်းမလဲ။အဲ့တော့ server တွေက server ဘော data တွေကိုလည်းအများကြီးတင်လို့ရမယ်ပြီးတော့လို့ရှိရင် performance ကလည်းမိုက်ရမယ်။ speed တွေပါတယ်ကောင်းရမယ်။ဆိုလို့ရှိရင် IT လောကမှာအခုကျွန်တော်တို့လက်ရှိသုံးနေတဲ့ Dell PowerVault ME5 ဆိုတဲ့ entry level SAN storage ရှိတယ်။အဲ့တော့ဒီ ME5 Dell PowerVault ME5 ကကျွန်တော်တို့ဒီလုပ်ငန်းတွေရဲ့ခေါင်းခဲစရာ storage ဘိုင်းနဲ့ပတ်သက်တဲ့ခေါင်းခဲစရာ pain point တွေကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာဒီဗီဒီယိုထဲမှာပြောပြသွားမယ်။အဲ့တော့စလာရအောင်။ပထမဆုံးဖြေရှင်းပြီးတဲ့အချက်ကသူက budget တနဲ့ storage ပမာဏကိုစိတ်ကြိုက်ချဲ့ထွင်နိုင်တယ်။အဲ့တော့ data တွေများလာတိုင်းဈေးကြီးတဲ့ server တွေထပ်တိုးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က capex တွေ opex တွေဒါတွေများလာတယ်။အဲ့တော့ဘာဖြစ်မလဲဆို company ရဲ့ manager level တွေ director level တွေ owner တွေကကျွန်တော်တို့ကြည့်လိုက်မင်းတို့ကတစ်နှစ်ဒါတိုးတာမလောက်သေးဘူးလားမလောက်တော့ဘူးလားဆိုတာမျိုးတွေအတန်ကြီးကြားလာ။အဲ့တော့ ME5 ရဲ့အားသာချက်ကဘာလဲဆိုရင် သူ့စီမှာ hard disk ကဒီ channel တွေ hard disk drive slot တွေအများကြီးပါတယ်အဲ့အပြင်ကိုနောက်ထပ်သူ့စီမှာဒီ hard disk drive slot တွေကုန်သွားလို့မကျန်တော့ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေ expansion cabinet ဒါတော့ expansion enclosure လို့ခေါ်တဲ့အပိုဆောင်ပစ္စည်းတွေဝယ်ပြီးတော့သုံးလို့ရတယ်ပြီးလို့ရှိရင်အဲ့ပစ္စည်းတွေကိုတော့ကျိုးလေးတကျိုးထိုးလိုက်တာနဲ့ expansion လုပ်လို့ရသွားပြီအဲ့တော့သူက data ပမာဏကိုဘယ်လောက်ထိ carry လုပ်သွားလို့ရလဲဆိုရင်petabyte ပမာဏအထိကိုလုပ်သွားလို့ရတယ်အဲ့တော့စိတ်ချကို data တွေသုံးလို့ရတယ် data တွေ store လုပ်လို့ရတယ်ဒုတိယတစ်ချက်ကကြတော့ဝန်ထမ်းတွေက performance ကျအောင်လို့ performance နှေးသွားလို့ကျွန်တော်တို့အလုပ်မတွင်ကျင်ပါဘူးဆိုတော့ပြောတဲ့ပြဿနာအဲ့တော့ ME5 ကသူက Xeon processor ကိုသုံးထားပြီးတော့အတွင်းပိုင်း architecture က 12GB SAS အမြန်နှုန်းတိကျအောင်ပြန်ပို့ပေးနိုင်တယ်ရှိတယ်အဲ့တော့ဒါတွေမကသေးဘူးသူက application တွေပုံမြန်လာအောင်ကျွန်တော်တို့ HDD hard disk drive အပြင်မှာ SSD လို့ခေါ်တဲ့ solid state drive တွေကိုပါ hybrid array အနေနဲ့သုံးလို့ရတယ်ဆိုလိုချင်တာကသူကဒီစနစ်ထဲမှာကျတော့နောက်တစ်ခုရှိတာက auto tiering စနစ်ပါတဲ့အတွက်ကြောင့်မို့လို့အသုံးများတဲ့ data တွေအသုံးအများဆုံးယူအသုံးဆုံး data တွေဆိုရင် SSD ပေါ်မှာ auto သိမ်းပေးပြီးတော့အသုံးနေတဲ့ data တွေတစ်လမှတစ်ခါတော့6လမှတစ်ခါတော့ယူသုံးရတဲ့ data မျိုးတွေဆိုလို့ရှိရင်တော့ဈေးသက်သာပြီးတော့ဖြည်းဖြည်းချင်းယူသုံးလို့ရတဲ့ HDD hard disk ပေါ်မှာတင်ပေးတယ်ဒါဒီဒုတိယအားသာချက်နောက်ဆုံးတတိယအားသာချက်ကကျတော့ဘာလဲဆိုရင် data တွေကျွန်တော်တို့ data တွေရှိပြီး data တွေများလာပြီဆိုတာနဲ့ IT သမားတွေရဲ့ပူပန်အောင်ချက်ကဒီ data တွေပြတ်သွားမလားဒီ data တွေပြတ်သွားရင်ဘယ်လိုလုပ်မလဲအဲ့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Dell PowerVault ME5 ထဲမှာ built-in ပါတဲ့ ADAPT ADAPT အဲ့တော့အရှင်းပြောရမယ်ဆို Advanced Data Protection Technology ဆိုတဲ့နည်းပညာအဲ့တော့သူကတမန်ရိုးချကျွန်တော်တို့အရှင်းဗီဒီယိုတွေမှာပြောခဲ့တဲ့ RAID ခွဲထားတဲ့ system တက်ပို့ပြီးတော့ကောင်းတယ်ဘာဘလို့ကောင်းလဲဆိုရင်သူက hard disk တဲ့ data တွေကိုမျှပြီးတော့သူ့ကိုယ်ပိုင်ဒီ technology နဲ့တင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ rate ပါပြတ်သွားတဲ့ hard disk မျိုးဒါမှမဟုတ်လို့ရှိရင် rate လုံးဝမတုံးထားဘူး။ rate 0လို့မျိုးအမြန်နှုန်းနဲ့တုံးထားတဲ့ data တွေကို ME5 မှာတုံးအဲ့ဒီ rate ကို ME5 မှာတုံးထားတယ်ဆိုလို့ရှိရင် data တွေပြန်ဆယ်ပေးတဲ့ rebate time ကပုံမှန် rate အစပေါင်းများစွာမြန်တယ်။အဲ့တော့ဘလောက်မြန်တဲ့နှုန်းလဲဆိုလို့ရှိရင်120x လို့ဒါပြောလို့ရတယ်။အစ120မြန်တယ်ပေါ့ဗျာ။အဲ့တော့ data တွေပြောက်မှလုံးဝစိုးရိမ်စရာမလိုတော့ဘဲနဲ့ကျွန်တော်တို့က HA လို့ခေါ်တဲ့ high availability ကိုပါရသွားပြီ။နောက်ဆုံးအချက်အနေနဲ့ကကြတော့သူကအစံအနေနဲ့ရောဒါဟုတ် NAS အနေနဲ့ပါသုံးလို့ရတဲ့ connectivity choice အများကြီးပါဝင်တယ်။အဲ့တော့သူ့ရဲ့ network ချိတ်ဆက်မှုပါဆိုလို့ရှိရင်10G iSCSI လိုမျိုး network တွေအပြင်ကိုတော့အမြန်ဆုံး network တွေသူသတ်မှတ်လို့ရတယ် 16GB 32GB fiber channel တွေနဲ့တွားလို့ရတယ်ဒါမှမဟုတ်ကိုယ်ရုံးကလက်ရှိ network ပေါ်မူတည်ပြီးစိတ်ကြိုက် customer လုပ်လို့ရတယ်အဲ့တော့သူပြောစရာရှိတာကသူကဒီရုံးရဲ့ internet သုံးထားတဲ့နှုန်းပေါ်မူတည်ပြီးတော့ဒီဘက် ME storage ကလည်းတွားနေမှာနောက်တစ်ခုရှိတာကကျွန်တော်တို့ Dell ဒီဘက် power store server တွေမှာသုံးထားတဲ့ဒီ
Nova port နဲ့ MB5 မှာတုံးထားတဲ့ Nova type တွေတူရမယ်ဥပမာကျွန်တော်တို့က Dell Power Store ဘက်မှာ 10G iSCSI ကိုတုံးထားတယ်ဆိုရင် PowerVault MB5 မှာလည်း 10G iSCSI တုံးမှရမယ်ဒါဟုတ်ကျွန်တော်တို့ကဒီဘက် Dell Power Store မှာ 10G iSCSI တုံးဒီဘက်ဒီ MB5 မှာတော့ data မြန်နှုန်းလိုချင်လို့ပါဆိုပြီးတော့ဒီ Fiber channel တောက်လို့ရှိရင် data လုံးဝကူလို့မရဘူးတိကိုမတိတော့တာအဲ့တော့ဒါသူ့ရဲ့ပြောပြဖို့အချက်တစ်ချက်ပဲရှိတယ်ဒါကြောင့်ကျွန်တော်မပြောမဲ့ကြံလို့ရှိရင်ဒါကိုမေးလာကြဖြတ်လာမှာဆိုဒီမှာတစ်ခါလဲကြိုပြောပြထားတယ်အဲ့တော့ဒါကြောင့် SAN storage ထဲမှာဆိုလို့ရှိရင် SAN storage ဒီ technology တွေ product တွေတိုင်းမှာဆိုရင်ကျွန်တော်တို့ဒီ Dell PowerVault MB5 ကဒီ SMB လုပ်ငန်းတွေရဲ့ basic ဒါ storage level အနေနဲ့သုံးနေကြတဲ့ standard storage technology တခုဖြစ်နေတယ်အဲ့တော့အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်Dell PowerVault MB5 ဆိုတာဇရိတ်တက်တာတဲ့ storage ပမာဏကိုများများချဲ့ထွင်ခြင်းတယ်ဆိုတော့လုပ်ငန်းတွေအတွက်ကိုသုံးဖို့အတွက်ဒါဒီchoice ကောင်းတစ်ခုလို့ဒါပြောလို့ရတယ်အဲ့တော့ data လုံခြုံရေးကိုစိတ်ချခြင်းတဲ့လူတွေအတွက်လည်းအထူးရောက်ဆုံးနဲ့အကောင်းဆုံး solution တစ်ခုလို့ဒါပြောလို့ရတယ်အဲဆိုရင်တော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲIT နည်းပညာနဲ့လုပ်ငန်းဝင်ဆိုင်ရာဗဟုသုတတွေကိုမြန်မာလိုပြောတာနားထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Techie Fatty Channel လေးကို like follow နဲ့ subscribe လုပ်ထားကြဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်အောင်ပါ